ငါ့ဆက်လန်ရှင်းနေပြီပဲနေပြေဆိုထင်နိုင်တယ်ငါ့ကိုလွတ်ပေးလိုက်ပါတော့ ဘာဖြစ်ဖြစ်ပေါ့ဟာငါ့ဖြည့်ချင်းချက်လေးတော့ပေးမှာပေါ့စုရဲ့လင်းမပါရဲ့ဘောကခီးလန်ငါတယောက်တည်းဖြတ်ချောင်းနိုင်မယ်လို့နေထင်နေရလားဟာ အဲ့ကြောင့်ငါနေကိုစိတ်ပြတ်တာမိမတယောက်ကရှေးမှုနေကြရဲ့ကြားတက်ကိုလက်ထလိုက်မယ်လို့နေစဉ်းစားနေရလား ဘာဖြစ်လို့စုအကျိုးစားပေးမှာပေါ့ဟာ baby အလုံးစင်းလာတော့ကို့ဖုန်းမဆက်ဘူးလာကိုလိုက်ဖို့ပဲမယ်ကောက်ပါတဲ့ လင်းမဲတဲ့နှလုံးသားရဲ့ချစ်ချင်းရဲ့အလင်းရောင်ဆောင်ခြင်းပေးပါတိမ်လာတဲ့ပြုံးလေး sorry ပါဒုက္ခရဲ့ငါအိမ်မှာအကြီးဆုံးသမီးဖြစ်တဲ့လို့ကြောင့်ငါဘွားအတွက်ရည်မှန်းချက်တည်ကြရုံကြောင့်ငါရွေးချယ်လိုက်ရတော့နေ့တော့ငါရေစိတ်ကောင်းပါတော့ တိတ်ချစ်တဲ့ကြောင့်လေးချခြင်းနဲ့ငါဘဝနဲ့ရင်ပြီးတောင်းဆိုမယ်မင်းသိတဲ့အတိုင်းပဲပြောပြလိုက်ပါချစ်သူရဲ့သူတယောက်တည်းကြမယ်စကား baby ညနာလည်းမကောင်းပါလားကိုကိုပြောကြရှိတယ် ဟုတ်တယ်ကိုရဲ့ပြောစရာရှိရဲ့အင်းအမေကလေငွေ9သိန်းလို့လှမ်းတောင်းနေတာဘေဘီကလည်းဝန်ထမ်းဆိုတော့လေ9သိန်းကိုလက်တော်ဘလို့ရှာမှန်းမသိဘူးဖြစ်နေကိုရဲ့စိတ်ညစ်လိုက်တာ baby ရဲ့ငွေလေး9သိန်းနဲ့များစိတ်ညစ်ခံနေရတယ်လို့ကိုလွှဲပြလိုက်မယ်နော်မနော် baby လေးလွှဲပြလိုက်ပြီကဲစိတ်ညစ်နေတော့နော် မန္တလိုက်တာကိုရဲ့ကို ညာ ပြောစရာရှိရဲ့ ပြောလေး baby ကိုကလေဘေဘီကိုတကယ်ချစ်တာလား baby ကမလို့ဘလို့လဲကိုရဲ့ချစ်ကိုမယုံတာဟုတ်လား အဲ့လိုမျိုးမဟုတ်ပါဘူးကိုကဘေဘီရောတကယ်ရောလက်ထပ်ပြီးပြီမလား ဟာလေ baby ကကိုမယုံလား ယုံတာမဟုတ်ပါဘူး ဟာကျွန်တော်တက်ပြီ တိတ်ချစ်တဲ့ကြောင့်